ငါဤတို့ထိန်ဖြစ်တော်မူ၏ငါတဲ့ချိုးတဲ့ခြင်းမရှိရာစိန်လန်းသောချက်စားရရက်၌ငါကိုလည်းရှောင်စေတော်မူ၏သာယာသောမျက်နှာသို့ငါကိုလမ်းပြတော်မူ၏ငါဤစိတ်ဝိညာဉ်ကိုလန်းဆန်းစေတော်မူ၏မငေါ်ကိုထောက်၍ဖြောင်းမဲ့ခြင်းလန်းနေ၌ငါကိုပို့ဆောင်တော်မူ၏အခဲ၍တည်ခြင်းဤရိတ်လွှမ်းမိုးသောချိုင်ဝမ်း၌ရှောက်သွားရတော်လေအကျွန်ုပ်သည်ဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုယ်တော်သည်အကျွန်ုပ်နှင့်အတူရှိတော်မူ၏ကိုယ်တော်ဤလန်ဒန်တော်နှင့်တောင်ဝေးတော်သည်အကျွန်ုပ်ကိုနှသိမ့်ပေးပါ၏အကျွန်ုပ်ဤရန်သူတို့ရှေ့၌ကိုယ်တော်သည်အကျွန်ုပ်ဤတွန်းစားပွဲကိုတည်ခင်းတော်မူ၏အကျွန်ုပ်ဤခေါင်းကိုစီနဲ့လိမ့်တော်မူ၏အကျွန်ုပ်ဤခွက်ပလာသည်ရှံလျက်ရှိပါ၏အကျွန်ုပ်သည်လည်းထာဝရဘုရားဤအိမ်တော်၌အစဉ်အမြဲနေရပါလိမ့်မည်ထာဝရဘုရားဤအိမ်တော်၌အစဉ်အမြဲနေရပါလိမ့်မည်ကျွန်ုပ်အသက်ရှင်သမျှကလပတ်လုံးကောင်းမြတ်တော်မူခြင်းနဲ့မေတ္တာကယူနာတော်သည်ကျွန်ုပ်နဲ့တူလိုက်ပါလာလိမ့်မည်လိုက်ပါလာလိမ့်မည်လိုက်ပါလာလိမ့်မည်ထာဝရဘုရားဤအိမ်တော်၌အစဉ်အမြဲနေရပါလိမ့်မည်ကျွန်ုပ်သည်လည်းထာဝရဘုရား၌အစဉ်အမြဲ